ကျွန်တော်တို့အမဲကျော်စီရတာလဲဘောလုံးပွဲလောင်းပြီးမှကြည်နေရတယ်လို့ပဲမီးနှစ်ပိုင်းလေးအတွင်းမှာအပြောင်းလဲတွေအများကြီးဖြစ်သွားနိုင်တယ်ဗျတော်တော်လေးကိုရှင်ခုန်ရတယ်သူတို့ရဲ့မောက်ကလေးတွေရဲ့အောက်မှာချော်လေးတွေရဲ့အောက်မှာအရီတွေ့မလားပန်းတွေ့မလားအသားပဲဆန်းတော်မလားဆိုတော့မျောလင်းချက်လေးတွေနဲ့ကျွန်တော်တို့ကစီးနေရတယ်တော်တော်လေးရင်ခုန်ရတယ်ဗျကျွန်တော်တို့ကခုတော့နည်းနည်းလေးစေးပြီးဆိုတော့ကျွန်တော်တို့စားကြောက်တိုက်မလို့ပေါ့နော်စားကြောက်တိုက်မလို့စားကြောက်တိုက်တာလဲကျွန်တော်တို့ဒီလက်တွေကိုတူမစားအောင်ပေါ့နော်ကျွန်တော်တို့လက်တွေမစားအောင်28ဖက်တွေနဲ့တိုက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့3နှစ်4နှစ်အရွယ်ကလေးစီးတဲ့စပိန်ပေါ့နော်အဲ့စပိန်စီးတဲ့ဟာလေးဒီတူရဲ့စပိန်တာယာလေးကိုကျွန်တော်တို့ကဖြတ်ပြီးမှတိုက်တာဗျအဲ့ကောင်လေးကတော့ကျွန်တော်တို့လက်တွေကိုတော်တော်လေးကိုတက်တာစီတယ်ဗျသူကစားတာချင်းပါချင်းမရှိဘူးဗျဒီကောင်လေးကတော်တော်လေးကိုတိုက်လို့ကောင်းတယ်ပေါ့ဗျာနော်တိုက်လို့ကောင်းတယ်ဗျဟုတ်ကဲ့လေးစပိန်တာယာလေးပေါ့နော်အဲ့ကောင်လေးနဲ့တိုက်တာရတော်တော်လေးကိုလက်ကိုတက်တာစီတယ်ဗျတော်တော်လေးကိုလက်ကိုတက်တာစီတယ်တော်တော်လေးလည်းထိရောက်စီတယ်ဗျနော်အခုကတော့ကျွန်တော်ဆေးပြီးစားကြောက်ပို့ပြီးလို့အခုဓမီထိုးကြည့်တယ်ပေါ့နော်ထိုးကြည့်လိုက်တဲ့အချိန်မှာသူကကြောင်မျိုးတန်းလေးကတော်တော်လေးကောင်းတယ်ဗျကာလာလေးလည်းပါတယ်ကြောက်လေးကဟိုဘက်ဒီပေါက်လေးတော်တော်လေးကိုပေါက်တယ်ဗျပန်ကြားလေးထူထောင်ကြောက်လေးပေါ့နော်ထူထောင်ကြောင်နည်းနည်းလေးပြောပြမယ်ဗျထူထောင်တော့ကောင်းဆန်ရွာရဲ့အရှိဘက်မိုးကရွာရဲ့အနောက်ဘက်ချမ်းမှာတည်ရှိတယ်ဗျသူကထူထောင်ရဲ့အနောက်ဘက်ချမ်းကတော့သူကအမဲကြောထွက်တယ်တောင်ဘက်ချမ်းမှာဆိုလို့ရှိရင်တော့အမဲနဲ့ကြက်မြင်းနဲ့ဆက်တာတွေထွက်တယ်အရှိဘက်ချမ်းမှာတော့ဒီလိုအခုလိုမျိုးဖျောင်းလေးပေါ့နော်ပဲကစွန်းတွေထွက်တာများတယ်ချမ်းတွေလည်းထွက်တာများတယ်ဗျမြောက်ဘက်ရဲ့အချမ်းမှာဆိုလို့ရှိရင်တော့သူကအပေါ်မှာမြေမှန်ရှိတယ်မြေမှန်စစ်တော့မဟုတ်ဘူးဗျနော်ကြက်တွေးနဲ့ဆက်တယ်အခွင့်ဝါအီဒီနဲ့သူကပဲမျိုးတွေလိုမျိုးထွက်တယ်ဗျသူကဖြတ်လို့ရှိရင်တော့တော်တော်လေးလန်တတ်တယ်ဗျဒါပေမဲ့ထူထောင်ဒီအခုဖျောင်းထဲမှာဆိုလို့ရှိရင်တော့သူကအနာနဲ့ရှိတတ်တယ်ဗျသူကလည်းတော်တော်လေးဂယူးဆိုင်ရတယ်ဗျရောင်းခွင်မှာတော့တော်တော်လေးထူထောင်ကြောက်တည်းလှတယ်ဗျအခုဒီကြောက်လေးကိုဝယ်သွားတဲ့လောပန်းလည်းအောင်မြင်ပါစေလို့လက်ကြီးဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဗျဒီကောင်လေးကတော့ဗတ်ဆန်ကြောင်လေးဗျဗတ်ဆန်ကြောင်လေးပေါ့နော်သူကပဲစည်းဖြူထက်တော့ကြော်တယ်သူကပဲကာလာပေါ့နော်ပဲကာလာနဲ့တော့တဒုံလုံးညီရဗျအနာလေးလည်းတက်ရတယ်တော်တော်လေးလှတယ်ဗျဒီကြောင်လေးကိုကြည့်ရလို့ရှိရင်ကျွန်တော်ကြည့်ရင်နဲ့ဒီကြောင်ကိုချကျင်စိတ်ကိုမရှိဘူးနော်တဟိုဘက်ဒီဘက်အကုန်လုံးကိုလှည့်ကြည့်နေနေတယ်ဗျကြောင်ရဲ့အမျိုးတန်းလေးရောဒီသူရဲ့ကာလာလေးရောပေါ့တကယ်ကိုဆွဲဆောင်မှုရှိတယ်ဗျတော်တော်လေးကိုဆွဲဆောင်မှုရှိတယ်ဗျဖြတ်မယ်ဆိုလို့ရှိရင်လည်းဖြတ်ပြီးမှဒီကောင်လေးကအောင်နိုင်တယ်ဗျလက်ကောက်ရွယ်လေးတော့မရှိပေမဲ့တော်တော်လေးလှတယ်ဗျကဒီကောင်စိန်လုံးတစ်တုံးလုံးကြောက်ပေါ့နော်စိန်လုံးတစ်တုံးလုံးကြောက်ကောင်မှသူကတော့ပန်းနေပါတယ်ဗျပန်းနေမန်းနေပါတယ်အသားရမ်းကလည်းတော်တော်လေးလှတယ်လက်ကောက်တော့မလွယ်ဘူးဗျလက်ကောက်တော့မလွယ်ဘူးဆိုရင်ကျွန်တော်တို့ဒီရောင်းကြလိုင်းပေါ့ဗျာနော်ရောင်းကြလိုင်းလို့သူရဲ့ဒါချက်ပတိကြီးရောင်းနေတယ်ဗျအသားရမ်းတော့တရားရခိုင်တော့ကျွန်တော်အခံတယ်ကြောက်တော့အားလို့များတယ်တရားရခိုင်တော့ပြီးကြတယ်တခုရှိတာလက်ကောက်လွတ်နိုင်တယ်ပဲအရွယ်အစားအထိုင်လေးရတယ်ငါးဘိတ်တာလောက်ဆိုတော်တော်လေးလှတယ်ဗျကျွန်တော်တို့တော့တန်းနေများတယ်တန်းနေများတယ်ဒီအစားလေးလှတယ်နည်းနည်းကောင်းတယ်သူရဲ့အနေထားလေးရတယ်တော်တော်လေးကိုချစ်စရာဆွဲဆောင်မှုရှိတယ်ဗျဒီပန်းလေးဆိုလို့ရှိရင်တော်တော်လေးကိုကျွန်တော်တို့ဆွဲဆောင်မှုရှိတယ်ဗျဒါစိတ်နဲ့တတော်လုံးကြောက်ပါလေစိတ်